ကဲပြောင်းတွေကိုကဲတင်မှာဆိုတဲ့စကားကိုတော့အားလုံးကြားဖို့ကြမှာပေါ့ဒါပေမဲ့လေအဲ့ဒီနောက်ွယ်ကတကယ်အဖြစ်မှန်ကတော့ထင်ထားတာထက်နည်းနည်းပိုရှုပ်ထွေးပြီးဒါကျွန်တော်တို့အားလုံးနဲ့တည့်ရိပ်တက်ဆိုင်နေတဲ့ကိစ္စတစ်ခုပါပဲ ဘာလို့သက်ဆိုင်နေလဲဆိုတော့ဒီမှာကြည့်85ရာခိုင်နှုန်းဒါကဘာကိန်းကနန်လဲဆိုရင်လေကျွန်တော်တို့စားသုံးနေတဲ့အဓိကသီးနှံတွေရဲ့4ပုံ3ပုံလောက်ကပြားလို့အင်ဆက်တွေဝတ်မုံကိုပဲလို့ဒါရှင်သန်ကြီးထွားလာနိုင်တာပါ ဒါဆိုသူတို့တွေရဲ့အရေးအတွက်ကဘာလို့ကြဆင်းလာရလဲအဲ့ဒီချင်းချုံမှုကိုတကယ်နားလည်ဖို့ဆိုရင်လေကျွန်တော်တို့ရဲ့စာနာရိခစစ်တင်ကြီးတစ်ခုလုံးကိုဖြစ်တည်စေရဲ့အဟံဩစရာကောင်းတဲ့ဖြစ်စဉ်တစ်ခုကိုအရင်ဆုံးသိထားဖို့လိုပါတယ် ဟုတ်တယ်ဝုံမွန်ကူချင်းပေါ့စဉ်းစားကြည့်လေအပင်တွေကနေရာရွှေ့လို့မရတာဆိုတော့သူတို့မျိုးပွားဖို့အတွက်ဝုံမွန်တွေကိုတပင်ကနေတပင်တဲပေးမဲ့အကူအညီပေးတဲ့သူတွေကိုမိခိုးရတာပေါ့အဲ့ဒီထဲမှာပြားတွေကအရေးအကြီးဆုံးအကူအညီပေးသူတွေထဲကတစ်ဖွဲ့ပဲဗျာ ဒီဖြစ်စဉ်ကတကယ်တော့ယိုရှင်းပါတယ်ပြားတစ်ကောင်ကပန်းတစ်ပွင့်ထဲမှာဝေးရီကိုရှာရင်းနဲ့သူ့ခြေထောက်မှာဝတ်မုံဒီကပ်ပါသွားတယ်အဲ့ဒီနောက်သူကတခြားပန်းတစ်ပွင့်စီပြန်သွားတဲ့အခါအဲ့ဒီဝတ်မုံဒီပါသွားပြီးအပင်သက်ကိုမျိုးအောင်စေတာပေါ့အဲ့ဒီကနေမှအစေးတွေအသီးတွေဖြစ်လာတာပါပြောရရင်သူတို့ကအပင်တွေမျိုးပွားဖို့က delivery service တဘောမျိုးပဲယိုရှင်းမဲ့အလွန်အရေးကြီးတဲ့အခန်းကဏ္ဍမှာရှိနေတာပါ ဟုတ်ပြီအခုပြားတွေဒုက္ခရောက်နေတယ်ပြားတွေမျိုးတုံးတုံးမယ်လို့ပြောကြတဲ့အခါမှာလေဘယ်ပြားအမျိုးအစားကိုပြောနေတာလဲဆိုတာကိုတေးသေးချာချာခွဲသိဖို့ကအင်မတန်အရေးကြီးပါတယ် အဓိကကွာခြားချက်ကမွေးမြူထားတဲ့ဖျားရည်ထုတ်ဖျားတွေနဲ့တောဖျားတွေကြားမှာပါဖျားရည်ထုတ်ဖျားတွေကလူတွေကဖျားရည်အတွက်မွေးထားတာဆိုတော့တချို့နေရာတွေမှာဆိုအရေးအတွက်ကတည်ငြိမ်တယ်တိုးအောင်တိုးလာသေးတယ်ဒါပေမဲ့တကယ်ကိုအန်တီနဲ့ရင်ဆိုင်နေရတာကအဲ့ဒီဖျားတွေမဟုတ်ဘူးဗျဘယ်သူတွေလဲဆိုတော့ဘွမ်ဘော်ဘီတွေလို့တကောင်တင်းနေကြတဲ့တောဖျားမျိုးစိတ်ထောင်မောင်းများစွာပါသူတို့ကမှဒေတာရင်အပင်တွေအတွက်အဓိကချက်တဲ့သူတွေ 25ရာခိုင်နှုန်းဒါကတတော်နာတက်ဆူရကောင်းတဲ့ကင်းခနန်မှာလေ့လာမှုတစ်ခုရဆိုရင်2006နဲ့2015ကြားမှာတွေ့ရတဲ့ဒိုပြမျိုးစိတ်အရွေ့အတွက်က1990မထိုင်ခင်ကထက်၄ပုံတပုံလောက်လျော့သွားတယ်လို့ဆိုပါတယ် ဘာလို့တောပြားတွေကအဲ့လောက်ရည်ကြီးကြတာလဲဆိုတော့သူတို့ကအပင်လေးနဲ့အတူတူစင်ကဲပြောင်းလဲလာခဲ့ကြတာပြောရရင်အပင်တစ်မျိုးအတွက်ပြားတစ်မျိုးဆိုသလိုမျိုးအံဝင်ခွင်ကြဖြစ်နေလားတောနဲ့တောခလောက်လိုပဲပေါ့ဗျာအဲ့ဒါကြောင့်ခရမ်းချင်နီတို့ပန်းတီတို့ရက်စဘယ်ရီတို့လိုတီးနှံတွေဝတ်မုံကူဟောဆိုရင်တခြားပြားတွေနဲ့အစားထိုးလို့မရတဲ့တောပြားမျိုးစိတ်ဒီလိုကိုလိုအပ်ပါတယ် ဒါဆိုရင်အဲ့ဒီတော့ပြားတွေရှင်းတန်ရေးအတွက်ဘာတွေကရုန်းကန်နေရစေတာလဲသူတို့ရေးအတွက်ချက်စင်းလာတာကမတော်တဆဖြစ်တာမဟုတ်ပါဘူးသူတို့ရဲ့ပတ်ဝန်းကျင်ပေါ်တက်ရောက်နေတဲ့ကြီးမားတဲ့ချင်းချောက်မှုဒါမှမဟုတ်ဖိအားကြီးတုံးခုရဲ့ရလက်ဖြစ်ပါတယ် ဟုတ်ပါတယ်ဒီကြားစင်းမှုကအဓိကကြတဲ့ရေရှည်ဖိအားသုံးခုကြောင့်ဖြစ်လာတာပါဒီဖိအားတွေကပြားတွေနဲ့ထောင်ပေါင်းများစွာမိခိုလာခဲ့တဲ့သဘာဝလောကကြီးကိုအနောက်အယက်ပေးနေတာပေါ့ ပထမဆုံးချင်းချောက်မှုကတော့အလွန်အကျွမ်းစိုက်ပျိုးမွေးမြူရေးပါရှင်းရှင်းလေးပါနေရမျိုးစုံကမြေတွေကိုတီးနှံတစ်မျိုးတည်းစိုက်တဲ့ဧကပေါင်းများစွာကျဲတဲ့လေယာမြေတွေဖြစ်ပြောင်းလိုက်တယ်အင်ယာတွေစောက်ဖို့ခေယာစနစ်တွေကိုဖျက်ဆီးလိုက်တယ်အဲ့ဒီအခါမှဘာဖြစ်သွားလဲဆိုတော့ပြားမျိုးစိမ်အစုံရှင်သန်ဖို့လိုအပ်တဲ့ပန်းမျိုးစုံကပျောက်ကွယ်သွားရောသူတို့အတွက်ကတော့စားစာရမျိုးစုံရှိတဲ့စားတော့ပွဲကြီးကနေအစားအစာချပါတဲ့ခန္ဓာရာကြီးတွေရောက်သွားသလိုပါပဲ ဒုတိယချိန်ချောက်မှုကညဉ့်ညမ်းမှုပါလူတွေရဲ့လှုပ်ဆောင်ချက်တွေကနေထွက်လာတဲ့ညဉ့်ညမ်းမှုတွေပေါ့အထူးသဖြင့်စိုက်ပျိုးရေးပါသုံးတဲ့ထမိတိုးစားတွေနိုက်ထရိုဂျင်တွေကပတ်ဝန်းကျင်ကိုထိခိုက်စေတယ်ဒီဓာတုပစ္စည်းတွေကပြားတွေကိုတက်ရိုက်တင်စေနိုင်တယ်လို့သူတို့စားတဲ့အပင်တွေကိုလည်းထိခိုက်စေနိုင်တယ်နောက်ဆုံးရလက်ကတော့ပြားတွေအသားစားစရာပိုပိုပြီးနှဲပါလာတာပါပဲ နောက်ဆုံးတတိယချင်းချောက်မှုကတော့ယာဒီဥဒုပြောင်းလဲမှုပါကဘာကြီးပူနွေးလာတော့ယာဒီဥဒုတွေပြောင်းလဲလာတယ်အဲ့ဒီခါဘန်းနီပွင့်တဲ့အချိန်ကမမှန်တော့ဘူးပြားတွေကစောင်းခိုရာကနေထွက်လာတဲ့အခါသူတို့စားရမယ်ပန်းတွေကပွင့်နေထားပြီးဒါမှမဟုတ်မပွင့်သေးတာမျိုးတွေဖြစ်လာတယ်တဘာဝတရားကြီးကပြားတွေလိုက်ပြန်ပြတ်သွားလို့မမီနိုင်တော့အောင်မြန်မြန်ဆန်းဆန်းပြောင်းလဲနေတာပါ ကဲဒီစိန်ခေါ်မှုတွေကကြီးမားတာတော့မှန်ပါတယ်ဒါပေမဲ့မျောလင်းချက်မမဲ့သေးပါဘူးကျွန်တော်တို့ရဲ့ဝတ်မုံကူပေးတဲ့မိတ်ဆွေတွေကိုကာဝေးဖို့အတွက်ရွှေ့ဆက်ရမယ့်ရှင်းလင်းတဲ့လမ်းကြောင်းတစ်ခုရှိနေပါတယ်အကိုင်းအကြာကြီးရောအသေးမှာပါလှုပ်ဆောင်နေတဲ့အရာတွေရှိပါတယ် အတိုင်းအတာကြီးမှာဆိုရင်အစိုးရတွေကအန်ဒရီရှေ့ပိုးသက်စီတွေကိုတာမီတာတွေလောက်လာကြပြီကမ္ဘာမီနီယာရဲ့30ရာခိုင်နှုန်းကိုသဘာဝအတွက်ကာကွယ်ပေးဖို့30 by 30လိုမျိုးကမ္ဘာလုံးဆိုင်ရာကတိကဝတ်တည်ရှိလာတယ်လက်သမားတွေကိုလည်းသူတို့လက်ကွင်းပေးမှာခြံစီရိုးပင်နေတော်ပန်းမင်နေလို့သဘာဝတော်ရဲ့နေရာတွေဖန်တီးပေးဖို့ဝေကြီးထောက်ပံ့တာတွေလုပ်နေကြပါတယ် ဒါတွေကတော့အတိုင်းအတာကြီးနဲ့လုပ်နေတာတွေပေါ့ဒါပေမဲ့တူးချင်းအနေနဲ့ကောဘာတွေလုပ်လို့ရမလဲတင်းကောင်းကတော့အထီရောက်ဆုံးလှုပ်ဆောင်ချက်တချို့ကိုကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်အိမ်ကိုယ့်ရက်ွက်ကနေစတင်နိုင်နေဆိုတာပါပဲ
တဦးချင်းအနေနဲ့lâmနိုင်တာတွေထဲမှာအဓိကဦးစားပေးအရေးကြီးဆုံးအချက်ကတော့ကိုယ်စိုက်ပျိုးလို့ရတဲ့နေရာမှန်သမျှမှာဒေတာရင်းအပင်မျိုးစိတ်တွေကိုစိုက်ပျိုးပေးဖို့ပါပဲ။ဘာလို့လဲဆိုတော့ဒေတာရင်းပြားတွေကဒေတာရင်းအပင်မျိုးတွေကရတဲ့ဝိရည်ကိုစားသုံးဖို့အတွက်နှစ်တန်းပေါင်းများစွာအတူတကွဆင့်ကေပြောင်းလဲလာခဲ့ကြတာပါ ဒီမှာကြည့်လိုက်ရင်ဥပမာလေးတွေတွေ့ရပါမယ်ဒေတာရင်းပြားတွေကဒေတာရင်းအစာကိုပဲလိုချင်ကြတယ်ဆိုတာအရင်ရှင်းပါတယ်ဥပမာမြေထဲပင်လယ်ဒေတာမှာဆိုလာဗင်ဒါပန်းနေအနောက်အာဖရိကမှာဆိုယူကလစ်ပင်နေတရက်ပင်နေအိန္ဒိယမှာဆိုအုံးပင်နေပေါ့ကိုဒေတာနဲ့ကိုင်ညီတဲ့အပင်တွေကိုစိုက်ပျိုးပေးဖို့ကအဓိကပါပဲ ဆိုတော့အိမ်နောက်ဖေးတိုင်းလက်သားဆောင်တိုင်းပေတိုင်းဘက်ကပေါင်းဝိုးလေးတိုင်းဟာဖျားတွေအတွက်အသက်ဆက်ရှင်တန်နိုင်မယ့်နေရာလေးတွေဖြစ်လာနိုင်ပါတယ်နောက်ဆုံးမှာတော့ဒီအေးပါတယ်ဝမွန်ကူးပေးတဲ့တက်တော်လေးတွေကိုကာကွယ်တာဟာအင်ဆက်တစ်ကောင်ကိုကဲတင်တဲ့တက်တက်မဟုတ်ပါဘူးဒါဟာကျွန်တော်တို့အားလုံးကိုထောက်ပံ့ပေးနေတဲ့တစ်ခုနဲ့တစ်ခုချိတ်ဆက်နေတဲ့တဘာဝဂေဟစနစ်ကြီးတစ်ခုလုံးကိုကာကွယ်ဆောင်ရှောက်တာနဲ့အတူတူပါပဲ